မင်္ဂလာပါကျွန်တော်ကတော့ရွှေပေးပဲဖြစ်ပါတယ်ဒီကနေ့တော့ဘဝအသက်ရှင်တဲ့အခါမှာအောင်မြင်မှုလမ်းညွှန်မှုအနည်းငယ်ပြောပြချင်တယ်အချို့ကတော့ဥစ္စာတနာကြွယ်ဝချမ်းသာစိတ်မချမ်းသာဘူးအချို့ကတော့စိတ်ချမ်းသာအောင်နေတတ်တယ်ဥစ္စာမကြွယ်ဝဘူးစိတ်ထောင်းတော့ကိုကြည်ဆိုတဲ့အတိုင်းပေါ့နော်ဘဝအသက်ရှင်တဲ့အခါမှာဆင်းရဲချမ်းသာခြင်းဖြစ်စေအဓိကစိတ်ချမ်းသာအောင်နေနိုင်မှုကလည်းအရေးကြီးတယ်အဲ့တော့စိတ်မချမ်းသာတော့ကိုယ်ကလည်းကျမ်းမာရေးမှာချို့ယွင်းလာပြီဘဝအသက်ရှင်တဲ့အခါမှာဘဝအတိတ်ပဲမရှိဘူးဆိုသလိုခံစားရတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့ IQ ဒါလည်း EQ အဲ့နောက်မှာ FQ DQ SQ စသဖြင့်ပေါ့နော်ဒါလေးတွေကိုလည်းရှင်းပြချင်တယ်နံပါတ်1 IQ ပေါ့ IQ ကတော့လူတိုင်းသိတယ်သူက IQ နှိမ့်နေ IQ မြင့်နေစသဖြင့်ပေါ့IQ မြင့်တယ်ဆိုတာတော့ကျွန်တော်စာသင်ကျောင်းတွေမှာမြင်တဲ့အတိုင်းပေါ့နော်သူများတွေစာအကြိုင်းကြည့်ရတယ်သူကခဏလေးနဲ့ရတယ်ဘူးတုတလည်းကျွဲသွားတယ်အရာရာကိုခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်စွမ်းရှိပြီးတော့သူ့တော်တော်လည်းလိန်လို့မရဘူးသူအတန်းပညာပြီးတဲ့အခါမှာလည်းအင်တာဗျူးမှာသူအကောင်းဆုံးဝင်နိုင်တယ်အလုပ်ထဲမှာလည်းသူအဆင်ပြေတယ်အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်လည်းဖြစ်လာနိုင်ပါတယ်ဒါပေမဲ့သူအောင်မြင်မှုရေရှည်ထိန်းနိုင်ဖို့ရန်အတွက်ကတော့ EQ ဆိုတဲ့ emotion လို့ပြောတယ်ဆိုတော့ EQ ဆိုတာကတော့သူကသူ့ရဲ့အားနည်းချက်အားသာချက်ကိုသူသိတယ်နံပါတ်2သူအားနည်းအားသာချက်တွေကိုသူသိပြီးတော့မှသူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းရှိတယ်ဒီစကားကိုဒီမှာပြောတဲ့လားဒေါသအမျက်ကိုသူချက်ချင်းချုပ်တိတတ်တယ်သူကစကားတစ်ခုကိုမပြောခင်မှာအရင်စဉ်းစားတယ်သူတစ်ပါးကိုလည်းကိုချင်းစာပေးတတ်တယ်အခက်အခဲဒုက္ခပြဿနာရှိသူတစ်ပါးအပြစ်ကိုပုံချတာတဲ့မိမိကိုယ်ကိုပြင်ဆင်စရာရှိတာကိုပြင်ဆင်တတ်သောသူဖြစ်တယ်သူတစ်ပါးနဲ့လိုက်လျောညီထွေနေတတ်တယ်အရာရာအဆင်ပြေတယ်ပေါ့ IQ နှိမ့်ပါစေ EQ မြင့်သောသူတွေကအလုပ်ထက်မှာအဆင်ပြေပါတယ်လူတချို့ကတော့ IQ လည်းနှိမ့်တယ် EQ လည်းနှိမ့်တယ်သူကတော့လူဖြစ်ရှုံးသောသူပဲနော်ဒီလိုကတော့မဖြစ်သင့်ပါဘူးပေါ့နော် IQ နှိမ့်ရင်တော့မှ EQ ကတော့လူတိုင်းမြင်အောင်လုပ်လို့ရပါတယ်အဲ့အနောက်မှာတော့ FQ ဆိုတာရှိသေးတယ် financial သူ IQ လည်းမြင့်တယ် EQ လည်းမြင့်တယ်စီးပွားရေးတွေအောင်နေတဲ့လုပ်ငန်းရှင်ဖြစ်တယ်ဒါပေမဲ့ financial မှာသူအားနည်းအဲ့တော့ဒီနေ့ internet ခေတ်မှာကျွဲဝချမ်းသာပြီးမှကောက်စရာမရှိအောင်ဝဲတည်သောသူများဆိုတဲ့အကြောင်းရှိမှာငွေကြေးကိုစီမံခန့်ခွဲမှုလိုသေးတယ်ငွေကိုရှာတာထက်ငွေကိုသုံးတတ်ဖို့ကပိုရေးကြီးတယ်ဆိုတာလည်းကြားဖို့မှာပေါ့နော်နောက်တစ်ချက် AQ ဆိုတာကတော့အခက်ခဲတွေကိုကြံ့ကြံ့ခံဖြည့်ရှင်းပြီးအောင်မြင်စွာကျော်လွှားတတ်သောသူပေါ့ဒါကိုဥပမာပေးရမယ်ဆိုရင် IQ မြင့်တယ်ဒီချိန်မှာအနားယူလို့ကောင်းလို့သူခွဲခြားတတ်တယ်ပင်လယ်ပြင်ကိုထွက်သွားပြီးမှ EQ နဲ့လှပတဲ့ပင်လယ်ကြီးကိုကြည်လူပြီးဘဝကိုဖြတ်သန်းတယ် financial လည်းအပြည့်စုံပဲနော်အဲ့ဒီချိန်မှာရုတ်တရက်ရာသီဥတုဖောက်ပြန်ပြီးလေမုန်တိုင်းကြဒီလေမုန်တိုင်းကဘယ်လောက်ပြင်းထန်လဲဘယ်လောက်ကြာလဲမသိဘူးအဲ့မှာမြုပ်တစ်ခါပေါ်တလှည့်နဲ့သူစူးစမ်းရမှာနောက်ဆုံးသူအောင်မြင်ကျော်လွှားနိုင်တော့သူ AQ လို့ခေါ်တယ်အလွယ်ဆုံးဥပမာပေးရရင်တော့သမ္မတဒေါ်နယ်ထရမ့်အိမ်ချမ်းမြေစီးပွားလုပ်တယ်9ကြိမ်လောက်ဒေဝါလီခါရပြီးသူအကြိမ်ကြိမ်ယုံထားတယ်အောင်မြင်ခဲ့တယ်သမ္မတလုပ်တယ်9ကြိမ်လောက်လုပ်ကြံခံရတယ်အဆိုးဆုံးကသူ့နှစ်ရွက်ကိုစနိုက်ပါရှတ်ထိသွားတာပေါ့နော်သူအသက်နဲ့နည်းနည်းလေးပဲလူတော့တယ်ဒီကြားထဲမှာသူတနေ့သမ္မတအနေနဲ့ထမ်းဆောင်ရရှိနေတယ်ဆိုတာတွေ့ရတယ်နောက်တစ်ချက်အရေးကြီးတာအခုခေတ်မှာ DQ digital ကျွန်တော်ခေတ်တော့ဆိုရင်ရုပ်ရှင်တိုးပြီးတော့မှတစ်လမှတစ်ချိန်ကြည့်ရတယ်အခုကတော့ကျွန်တော် internet ခေတ်လူတိုင်းဖုန်းကိုင်တယ်ကျွန်တော်ရုပ်ရှင်တကားကိုကြည့်မယ်ဆိုရင်တော့မှဇာတ်ကားတွေသုံးသပ်မှုကြည့်သေးတယ်ကိုဘာလို့ကားကြည့်ရှင်လဲဘယ်ကားကိုရွေးချယ်တယ်လဲအချိန်ဘယ်လောက်ကြာလဲဆိုပြီးမှကြိုက်တဲ့လောက်ကြည့်လို့ရဒီခါမှာကျွန်တော်တို့ဒီလိုအချိန်မှာလူငယ်တော်တော်များများတွေကတော့ online game ဆော့တယ်နော်ဒီအစိတ်တောက်ရုပ်ရှင်တွေကြည့်တယ်လူကြီးတွေကလည်းသတင်းတွေနားထောင်သတင်းတုသတင်းမှာအဲ့ထဲမှာသတင်းကမ္ဘာသတင်းကြည့်လိုက်ရင်တော့ကမ္ဘာရကတော့ကောင်းတဲ့သတင်းမရှိဘူးအဲ့ဒါကိုနားဆင်ပြီးတော့ကိုယ်စိတ်ဒုက္ခရောက်ပြီးတော့မှစိတ်ဆင်းရဲနေကြတယ် DQ
နှိမ်ပါတယ်ဒီနေ့ internet ခေတ်မှာကျွန်တော်တို့မှန်ကန်စွာရွေးချယ်တတ်ဖို့လိုအပ်တယ်ပေါ့နော်ဒီနေ့ဒါကြောင့်မလို့ကျွန်တော်တို့ရွေးချယ်တဲ့အထက်မှာယခုဘဝနောက်ဘဝအရေး SQ spiritual မြင့်မားရင်တော့အကောင်းဆုံးပဲ spiritual မမြင့်မားတော့သူကဘာဖြစ်လဲသူဘလောက်ရှာသူအောင်မြင်တယ်ဒါပေမဲ့သူနှလုံးသားထဲမှာတစ်ခုလိုနေတယ်ငြိမ်သက်ခြင်းမရှိဘူးအဲ့တော့ဒီငြိမ်သက်ခြင်းအပြည့်ရဖို့အတွက်သူဒီစီးပွားရေးကိုပဲသူစူးစမ်းရှာသူ IQ တွေ EQ တွေအဲ့ထက်မှပဲနှစ်ပြီးသူရှာဒါပေမဲ့သူ့မှာမပြည့်စုံနိုင်ဘူးဆရာကြီးတစ်ပါးတရားဟောဘူးလူတရားသူစူးစမ်းတယ်သင်္ဘောတစ်စီးပိုင်နဲ့နှစ်စီးပိုင်နဲ့10စီးပိုင်သူ့နှလုံးသားနဲ့ဖြည့်တယ်မပြည့်နိုင်ဘူးနောက်ဆုံးစัจ java တစ်ခုလုံးပိုင်သားတဲ့ယေရှုခရစ်တော်ဘုရားကိုစိတ်နှလုံးသားထဲမှာခေါ်ဖိတ်လက်ခံလိုက်တဲ့အခါမှာသူ့စိတ်နှလုံးသားအလိုအင်ဆန္ဒပြည့်ဝပြီးငြိမ်သက်ခြင်းနဲ့အပြည့်ရသွားတယ်ဆိုတာတွေ့ဘူးမှာပေါ့နော်လူတချို့ကရှင်းမြစီးစိမ်ကိုစွန့်ပြီးတော့မှတော်ထွက်တယ်ဆိုတော့ကြားဘူးသူလို့တော်တော်များများကတော့စီးစိမ်ကိုရဖို့ရှာကြတာလည်းရှိကြတယ်စီးစိမ်လည်းရှိမယ်တင်းတိမ်ရောက်ရခြင်းလည်းရှိမယ်ဆိုတော့အကောင်းဆုံးပဲပေါ့နော်အကောင်းဆုံးကတော့တမန်ကျမ်းစာထဲမှာဖျားဝတ်နိုင်မွေလို့တင်းတိမ်ရောက်ရခြင်းစစ်မှန်တော့မှန်တော့ကြီးဝါချမ်းသာခြင်းပဲအဲ့တော့ကိုရှိတဲ့အတိုင်းတာမှာကိုကတွေ့တဲ့လူနဲ့တက်အောင်ပေါင်းမယ်ရှိတာနဲ့လှအောင်ဝတ်မယ်ဝါအောင်စားမယ်နော်တင်းတိမ်ရောက်ရမယ်ဖျားဝတ်နိုင်မွေလို့မယ်ဆိုတော့ထိုအိမ်ထောင်မိသားစုကပျော်ရွှင်စရာကြီးပေါ့နော်ဆိုတော့ဒီထက်မှာတမန်ကျမ်းစာရတော့ဓမ္မဆိုတတရားဆောင်မှာတွေ့ရမှာပေါ့အာဟတ်မင်းနဲ့ယောရှဖတ်မင်းအာဟတ်ကတော့ဣသရေလရှင်ဘုရင်ယောရှဖတ်ကတော့ဒီမှာယူဒတွေဘုရင်ဆိုပြီးသူတို့ပေါင်းပြီးတော့မှစစ်တိုက်ကြတယ်အာဟတ်မင်းကလူလဲပေါ့ပေါင်းပြီးတိုက်ရမယ်ဆိုတော့သူ့ကိုမင်းဝတ်တစားအာဟတ်မင်းကိုဝတ်ခိုင်းတယ်ဝတ်ပြီးသွားတိုက်တယ်သွားတိုက်တဲ့အခါကျတော့တကယ်တမ်းကျတော့သူချက်ဝတ်တစားခန္ဓာကိုယ်မှာတန်ကြပ်ကအပြည့်ဝတ်ထားတယ်မရည်ရွယ်ပဲပြစ်လိုက်တယ်မြားတစ်စင်းကသူတန်ကြပ်ကကြားတဲ့ဒီမြားတစ်စင်းစာဝင်ပေါက်ကနေဝင်ပြီးတော့မှသူတန်ရပြင်းထန်တော့ရပြီးတော့တေဆုံးခဲ့ရတယ်ဆိုတွေ့ရတယ်အဲ့တော့သူက XU spiritual မှာအခုနအဟမေကနှိမ်ပါတယ်ဖျားကိုသူစွန့်တယ်ရုပ်ထုတွေကိုးကွယ်ဖျားရဲ့လူပရောဖက်တွေပြောခြင်းပမာမခံပြုတယ်သူအားသူကိုးတယ်နှစ်20လောက်သူတိုင်းပြီးအုပ်ချုပ်ခဲ့ပြီးအောင်မြင်မှုလည်းရခဲ့ပါတယ်ဒါပေမဲ့သူဆုံးရှုံးသွားတယ်အခုနကတော့သူက spiritual မြင့်ပါတယ်နော် Josh Pemme ကတော့ spiritual မြင့်တယ်ရိုးတယ်အားတယ်ပဲပြောသူဖျားနဲ့သွားတယ်ဒါသူအောင်မြင်ပါတယ်ဒီနေ့ကျောင်းသက်တာမှာအရာရာနှိမ်ပါပါနေစေနော်ကိုရှိတဲ့ဖျားပေးသလောက်နဲ့ကိုကဖျားကိုကိုးစားပြီးကိုညံကိုအမိမပြုတ်နဲ့ဆိုတော့ဒါပဲခရဖျောက်စိတ်နှလုံးကျွမ်းမဲ့ကိုးစားမယ်ဆိုရင်အရာရာအောင်မြင်ပါပဲအရောက်ဆရာဖျားရှင်ကောင်းမှုပေးပါစေ